မူကြိုเจ้าမှာသူမကိုမိဘတွေကပြစ်ထားခဲ့ကြတယ်เจ้าအုပ်ကြီးကသူမရဲ့အိမ်ကိုဖုံးချိန်ချိန်ဆက်ပေမဲ့ဘယ်သူမှဖုံးမကန်ခဲ့ဘူးနောက်ဆုံးမှာတော့သူမကိုလာကြိုတဲ့သူဟာဖခင်ဖြစ်သူရဲ့ဇနီးတစ်တာဖြစ်နေခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲနောက်ထပ်အမျိုးသားတစ်ယောက်ရောက်လာပြန်တယ်သူကသူမမင်းနဲ့လက်ထပ်လိုက်ပြီးဖြစ်ကြောင်းနဲ့အခုဆိုရင်သူမရဲ့ပထမဆုံးပထွေးဖြစ်လာပြီလို့ပြောတယ်အဲ့ဒီသူစိန်ကိုမြင်တော့မင်းကလေးငယ်ဟာကြောက်လန့်တကြားနဲ့ဖခင်ရဲ့ဇနီးတစ်နောက်မှာပုံနေခဲ့တယ်ဖခင်ရဲ့ဇနီးတစ်ကလည်းအလုံးရှုံနေတာကြောင့်သူမကိုပထွေးဖြစ်သူနဲ့ထားခဲ့ဖို့ကလွဲလို့တခြားနဲ့လည်းမရှိခဲ့ဘူးကလေးမလေးဟာထူးထူးခြားခြားငြိမ်သက်နေခဲ့ပြီးငိုလိုတာဒါမှမဟုတ်ကြီးကြတာမျိုးလုံးဝမလုပ်ခဲ့ဘူးဒီလိုခြေအနေမျိုးတွေကိုသူမရေတွက်လို့မရနိုင်အောင်ကြုံတွေ့ခဲ့ပြီးပြီလေသူမဟာအသက်6နှစ်တာရှိသေးပေမဲ့အရွယ်နဲ့မလိုက်အောင်ရင့်ကျက်နေခဲ့တယ်သူမဟာတယောက်တည်းအိပ်ရတာတယောက်တည်းစားရတာတွေနဲ့ကျင့်သားရနေပြီးဗီဇာမာလို့ရောက်လာတဲ့ခါမှာတော့မိဘတွေကရန်ဖြစ်ရတာနဲ့အလုပ်ရှုပ်နေကြလို့သူမကိုယ်တိုင်ပိုက်ဆံယူပြီးပို့ဆောင်ပေးတဲ့သူစီသွားပေးတတ်တယ်ဒီအိမ်မှာနှွေးထွေးမှုတွေပျောက်ဆုံးနေတာကြာပါပြီအဲ့ဒီနေ့မှလည်းသူမဟာရန်ဖြစ်တန်တွေကြားတဲ့နိုးလာပြန်တယ်သူမမငိုဘူးဘာတော့ပြန်မှုမှလည်းမပြဘူးဒီလိုခြေအနေမျိုးမှာထုံထိုင်းသွားအောင်ထိသူမဘယ်နှစ်ကြိမ်အောင်ကြုံခဲ့ရလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးနောက်ဆုံးမှာတော့နောက်ထပ်ရံပွဲတစ်ခုအပြီးမိဘတွေလမ်းခွဲခဲ့ကြတယ်ကလေးထင်းကသူမကိုတနာတာနဲ့သူမသဘောကျတဲ့လေငယ်လေးတစ်စင်းကိုတွားပြခဲ့ရင်မဲ့သူမကတော့ဘာခံစားချက်မှမရှိသလိုဖြစ်နေခဲ့တယ်အလုပ်ကိစ္စနဲ့အမြဲခီးထွက်နေတတ်တဲ့ဖခင်ဖြစ်သူဟာရုတ်တရက်ကြောင်းကိုလာကြိုခဲ့ပေမဲ့အမေဖြစ်သူကလည်းရောက်လာခဲ့တယ်အမေဖြစ်သူကနင့်အဖေနောက်ဆိုလာကြိုမှမဟုတ်တော့ဘူးလို့ပြောပြီးသူမကိုခေါ်ထုတ်သွားခဲ့တယ်သူမအလုပ်လုပ်နေချိန်မှာအဖော်ရအောင်လို့အိမ်နီးနားချင်းရဲ့ကလေးကိုခေါ်ပေးထားခဲ့တယ်ကလေးမလေးဟာတခြားကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားခဲ့ပြီးအမေတချင်းနားထောင်နေချိန်မှာလည်းဘေးကနေအဖော်လုပ်ပေးခဲ့တယ်ဒါပေမဲ့ကလေးဖော်ကတော့အတန်တွေကြောင့်အိမ်မရပဲထုံငိုပါလေရောကလေးမလေးကချော့ကြည့်ပေမဲ့မရခဲ့ဘူးဒါနဲ့ဘာတင်တာတယောက်နဲ့စကားပြောနေတဲ့အမေဖြစ်သူစီသွားရှာခဲ့တယ်အော်သမီးပြန်လာပြီလားတဲ့သမီးအိယာဝင်ရတော့မယ်ဇိုးကငိုနေတဲ့လို့သူမပြောလိုက်မှအမေဖြစ်သူလည်းတခြားနဲ့လည်းမရှိပဲအဲ့ဒီကလေးရဲ့မိဘတွေစီဖုံးဆက်ပြီးပြန်လွတ်လိုက်ရတယ်ပြီးတော့သမီးကိုအိယာထဲထည့်ပေးပြီးသူမရဲ့အပျော်ပါးတွေစီပြန်သွားခဲ့တယ်ဒီလိုဘဝမျိုးကတခြားသူတွေအတွက်ဆိုခံရခက်ပေမဲ့သမီးကတော့ကျင့်သားရနေပြီလို့သူမကခက်ပေါ်ပေါ်ပဲပြောခဲ့တယ်မကြခင်မှာပဲမိဘတွေဟာကလေးရုပ်ထင်းခွင့်အတွက်စတင်တိုက်ပွဲဝင်ကြတော့တယ်မိဘနှစ်ပါးစလုံးဟာအားကိုမရဘူးလို့ယူဆပုံရတဲ့တရားသူကြီးကတယောက်ကို10ရက်စီအလဲကျစောင့်ရှောက်ဖို့အမိန့်ချမှတ်လိုက်တဲ့ကြားနာပွဲပြီးမှမင်းကလေးငယ်ဟာတယောက်တည်းလမ်းလျှောက်ထွက်လာရင်ဖခင်ဖြစ်သူကကလေးထိန်မာကိုနဲ့စကားပြောနေတာကိုတွေ့လိုက်ရတယ်ဖခင်ဖြစ်သူအလဲရောက်တဲ့ခါမှာတော့မာကိုကိုအိမ်မှာတွေ့လိုက်ရတယ်မာကိုကသူမအတွက်လှပတဲ့အခန်းလေးတစ်ခုပြင်ဆင်ပေးထားခဲ့တယ်တမိကိုနေရာချပေးပြီးတာနဲ့ဖခင်ဖြစ်သူကအလုပ်ကိစ္စဖုံးပြောဖို့ထွက်သွားခဲ့ပြန်တယ်ထုံးစံအတိုင်းနောက်နေ့မှာသူခီးထွက်ရဦးမှာပါသူကမာကိုကိုတမိကိုရက်တစ်ပတ်အနေငယ်လောက်စောင့်ရှောက်ပေးဖို့တောင်းဆိုပြီးအလုပ်ပြီးရင်တော့အီတလီမှာလေစီခီးထွက်ကြမယ်လို့ကတိပေးခဲ့တယ်လေစီရမယ်ဆိုတဲ့စကားကိုကြားတော့သူမကစိတ်လှုပ်ရှားစွာနဲ့ဘယ်တော့လဲလို့မေးပေမဲ့ဖခင်ဖြစ်သူကတော့ဘာမှပြန်မဖြေခဲ့ဘူးနောက်နေ့မှာတော့အမေဖြစ်သူကပန်းစည်းလေးတစ်စီးလာပေးခဲ့ရင်မဲ့အဖေဖြစ်သူကတော့အဲ့ဒီပန်းစည်းကိုအမိုက်ပုံးနဲ့တန်းပစ်လိုက်တယ်ကလေးမလေးဟာတယောက်တည်းဆက်ပြီးစီးနေခဲ့ပြီးအဖေဖြစ်သူထွက်သွားမှအဲ့ဒီပန်းတွေကိုတိတ်တဆိတ်သွားပြန်ကောက်ခဲ့တယ်နောက်ပိုင်းမှာမာကိုကဗီဒီယိုထဲမှာပန်းတွေကိုတွေ့သွားပြီးဘာလို့ရေမထည့်ထားတာလဲလို့မေးခဲ့တယ်ဒါတွေကမေမေပေးတာဖေဖေကအမိုက်ပုံးနဲ့ပစ်လိုက်လို့ဖေဖေကပန်းနဲ့မတည့်ဘူးလေတကယ်ပါလို့သူမကညာပြောခဲ့တယ်မာကိုကဒီပန်းတွေကိုအချောက်ခံပြီးအမတ်တရတင်ထားဖို့အကြံပေးခဲ့တယ်ဒါဟာသူတို့နှစ်ယောက်ကြားကချိုးဝက်ချက်လေးပေါ့ကလေးမလေးကအမေဖြစ်သူစီပြန်တဲ့အခါမာကိုပါခေါ်ချင်တယ်လို့ပြောခဲ့သေးတယ်ဒါပေမဲ့မာကိုကတော့အဖေဖြစ်သူနဲ့အတူရှိနေတာကြောင့်အဲ့ဒီအိမ်ကိုမလိုက်နိုင်တော့ဘူးလို့ဆိုရဲအမေဖြစ်သူကဒါဟာကလေးရုပ်ထင်းခွင့်ရဖို့သူ့ရဲ့ဗျူဟာတစ်ခုဆိုတာနားလည်ခဲ့တယ်သူမကတမီးအတွက်ကလေးထင်းတစ်တယောက်ရှာပေးခဲ့ပေမဲ့တမီးကတော့အသက်ကြီးတဲ့အဲ့ဒီမျိုးသမီးကိုသဘောမကျဘူးသူမကအမေကိုပြောပြပေမဲ့အမေကတော့ဂရုမစိုက်ခဲ့ပါဘူးတရားရုံးပြင်ပမှာအမေဖြစ်သူကသူမကိုဒေါသတကြီးနဲ့ရှေ့ကိုဆွဲခေါ်သွားချိန်မှာဖခင်ဖြစ်သူကမာကိုနဲ့အတူနောက်မှာကြံနေခဲ့တယ်သူတို့လက်ထက်ကြတော့မယ်ဆိုတာကိုသူမသိလိုက်ရတယ်မင်္ဂလာပွဲမှာပန်းကျဲတဲ့ကလေးမလေးရှိရမှာပါသူမဟာမျောလင်းချက်တွေနဲ့ဖခင်ဖြစ်သူကိုကြည့်နေခဲ့ပေမဲ့မင်္ဂလာပွဲပြီးတဲ့အထိဘယ်သူမှသူမကိုမခေါ်ခဲ့ကြဘူးသူမဟာညှိုးနှွမ်းဆက်ပြုတ်နေတဲ့ပန်းစည်းလေးကိုရင်ခွင်ထဲပိုက်ပြီးမူကြိုကျောင်းဝင်ဝါမှာတယောက်တည်းထိုင်နေခဲ့တယ်အမေဖြစ်သူလာကြိုရမှာဖြစ်ပေမဲ့သူမရောက်မလာခဲ့ဘူးကျောင်းအုပ်ကြီးကမိဘတွေစီဖုံးချိန်ဆက်ပေမဲ့ဘာတော့ပြန်မှုမှမရခဲ့ဘူးတင်းကြတာနဲ့ကလေးထင်းဟောင်းကချက်ချင်းရောက်လာခဲ့တယ်သူမဟာဟန်နီမွန်းခီးစဉ်အတွက်လေရင်ပေါ်မှာရှိနေရမှာဖြစ်ပေမဲ့အဲ့ဒီအချိန်မှာပဲဘာတင်တာကရုံးခန်းထဲရောက်လာခဲ့တယ်သူကသူမအမေနဲ့လက်ထက်လိုက်ပြီးဖြစ်ကြောင်းနဲ့အခုဆိုရင်သူမရဲ့ပထွေးဖြစ်ပြီလို့ပြောတယ်အမေဖြစ်သူစီကအတီးပြုချက်ရပြီးမှမာကိုကကလေးမလေးကိုလင်ကုန်းလက်ထဲအပ်လိုက်ရတယ်မာကိုထွက်သွားတာကိုကြည့်ရင်ကလေးမလေးဟာလက်မလွတ်ချင်တယ်လို့ခံစားနေရတဲ့အမေဖြစ်သူကတော့သူမကိုစောင့်ရှောက်ပေးမဲ့သူရှိအောင်လင်ကုန်းနဲ့လက်ထက်တာလို့ပြောခဲ့တယ်အစပိုင်းမှာကလေးမလေးကသူ့ပေါ်စဉ်းကားနေခဲ့ပေမဲ့အမေလှုပ်လှုပ်နေချိန်မှာလင်ကုန်းကသူမနဲ့အတူထိုင်ပြီးပုံဆွဲပေးတတ်တယ်ဒီရက်ရှိလူကြီးဟာတကယ်တော့ကလေးတယောက်လိုစိတ်ကူးရင်တက်သူပါသူကရဲတိုက်ရှိမှာမြစ်တဆင်းရှိရမယ်ပြီးတော့အထဲမှာလူဒူးဆန်းလေးတွေအများကြီးနေရမယ်လို့ပြောတတ်တယ်ဒီလိုရှုပ်ထွေးတဲ့စိတ်ကူးတွေကိုသူမဘလို့ဆွဲရမှန်းမသိခဲ့ဘူးတမီးမလုပ်တတ်ဘူးလို့ပြောတော့လင်ကုန်းကသူမဆိုလိုတာကိုနားမလည်ခဲ့ဘူးမင်းမသာဆွဲလေဒါမင်းရဲ့ပုံမဲဟာတကယ်ပါလို့သူကပြောခဲ့တယ်ဒါပေမဲ့တမီးဖြစ်သူကသူနဲ့အဆင်ပြေနေတာကိုမြင်တော့အမေဖြစ်သူကသူမတချင်းဆိုတာကိုနားထောင်ဖို့တမီးကိုအတန်သွင်းစတူဒီယိုထဲခေါ်သွားခဲ့တယ်တမီးဖြစ်သူကလင်ကုန်းပေါ်ပို့ပြီးတွေ့တာသွားမှစိုးရိမ်လို့ထင်ပါရဲ့အမေဖြစ်သူကသူမကိုလမ်းထိပ်မှာချပေးခဲ့ပြီးအဖေလာကြိုမှာမို့ဒီမှာစောင့်နေလို့ပြောပြီးထွက်သွားခဲ့တယ်ဒါပေမဲ့အမေဖြစ်သူဟာသူမကိုလာကြိုဖို့လုံးဝပြန်မလာခဲ့ပါဘူး